ဝေဒနာအစပြုရနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကအေးမိချင်းကိုလုံးဝပျောက်ကင်းစေရလေမြန်မာပြည်သူပြည်သားတမ်းမများစွာတောက်တုံးနေကြတဲ့ဒီကိုချင်းစီယိုကိုချစ်ရှာပေးနေတဲ့ပြည်သားတို့မင်္ဂလာပါ2026ခုနှစ်မှာတနင်္ဂနွေနေ့မွေးသူတွေအတွက်ကံကောင်းသောနှစ်တစ်ခုတို့သတ်မှတ်တဲ့ခက်ခဲတဲ့ကိစ္စတို့ကိုကျော်လွှားနိုင်လိမ့်မယ်လွန်ခဲ့တဲ့နှစ်ဆက်တိုင်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့ကိစ္စတွေကနေရှင်သန်အောင်မြင်မှုကိုရယူနိုင်တဲ့နှစ်တစ်ခုဖြစ်သလိုဘဝလမ်းကြောင်းမှာလည်းအခက်အခဲကြားကတိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့နေသားချရောက်ပါမယ်။ January လမှာပြောရေးဆိုရင်ထက်မြက်ပြီးတော့အဆင်ပြေမယ်။ February လမှာကိုယ့်ဘော်တိုက်ခိုက်တဲ့သူများမယ်။ရန်နောက်ဆက်တွေနဲ့ထိတိုက်တွေ့မယ်။ March လမှာကိုဝင်းကျင်ကိုနယ်ပယ်မှာကိုလုံးသမျှအောင်မြင်ခြင်းတိုးတက်ခြင်းရဲ့နှစ်သာရမရ။ April လမှာနာမည်အောင်မြင်ခြင်းလုံးသမျှထင်ပေါ်ခြင်းကြိုးပေးခြင်းရှိတယ်။မေလကတော့ငွေကြေးကံလုပ်ငန်းစီးပွားကံကောင်းတဲ့လဖြစ်တယ်။ဂျွန်လမှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူတွေလည်းကြိုးပေးမယ်။အစစ်မြင့်သောဘဝနေထားကိုရောက်ရှိတယ်။ဇူလိုင်လမှာတော့စိတ်နှောက်ယှက်များမယ်အတိုက်ခံများမယ်နာမည်ကိုသိက္ခာထိခဲ့အောင်နှောက်ယှက်တဲ့သူတွေနဲ့ပေါ်တတ်တယ်။ဩဂတ်လမှာတော့အလုံးစုံစင်ပြေမှုနဲ့တိုးတက်မှုတွေရှိတယ်။စက်တင်ဘာလမှာအဖြက်စီးအနှောက်ယှက်တွေနဲ့ထိတိုက်တွေ့တယ်။ရန်တိုက်ခံတွေနဲ့တွေ့မယ်။အောက်တိုဘာလမှာကျန်းမာရေးညံ့နေရှိတတ်တယ်။နောက်စီမံထားတာနဲ့လက်တွေ့ကွာဟပြီးတော့အနှောက်ယှက်တွေများတတ်တယ်။နိုဝင်ဘာလမှာငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။ဒီဇင်ဘာလမှာတော့မိမိရည်မှန်းထားတဲ့ကိစ္စနဲ့ရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်အောင်မြင်နိုင်ခြင်းရဲ့နှစ်သာရကိုရမှာဖြစ်ပါတယ်။တစ်နှစ်တာကာလတော်တွင်မှာဇာတပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေကြုံတွေ့တတ်ပါတယ်။အရေးကြီးတဲ့ကိစ္စတွေလုပ်တယ်လို့ရင်အပြာရောင်ပန်းရောင်နီရောင်ချက်သွေးရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးလုပ်ကြနိုင်ပါတယ်။တစ်နှစ်တာကာလအတွင်းမှာကိုယ့်အတွက်ထူးခြားတဲ့ကိစ္စတွေလုပ်ငန်းတွေလုပ်တော့မယ်ဆိုရင်အနောက်ရက်ကိုယ့်ရဲ့တေဇရက်ကိုမျက်နှာမူရေမိုးသန့်စင်ပြီးတော့ကိုယ့်ရဲ့သီရိရက်ဖြစ်သောမြောက်ရက်ကိုမျက်နှာမူရင်းကြီးဝတ်စားဝတ်ပြီးတော့အလိုရှိရတော့ကြမှာအလုံးစုံအောင်မြင်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အေးမိဝေဒနာအစားပြုတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကချိန်တိုတွင်းပျောက်ကင်းစေတယ်မြန်မာပြည်သူပြည်သားတမ်းပေါင်းများစွာတောက်တုံးနေကြတဲ့ဒီကိုချင်း